ဟာရည်ရွယ်ချက်တစ်ခုအတွက်မွေးလာတဲ့သူဖြစ်တယ်။တင်ဖာသာစင်ရဲသားမိသားစုအပဲမွေးဘယ်လိုမိသားစုအပဲမွေးတင့်မှာရည်ရွယ်ချက်တစ်ခုနဲ့လူဖြစ်လာတာ။ဒါကြောင့်တင်ကတန်ဖိုးအရန်ကြီးတော်သူဖြစ်တယ်။လူတွေကပတ်စံနဲ့လူကိုတန်ဖိုးဖြတ်တယ်။အင်မတန်မှားတယ်။အဲ့ဒါညံနေသောသူတွေရဲ့အလုပ်ဖြစ်တယ်။ပတ်စံရှိတဲ့သူဆိုရင်တန်ဖိုးကြီးတယ်လို့ထင်ကြတယ်။ပတ်စံမရှိရင်ဒီလူကအလကားပါလို့ထင်ကြတယ်လူရဲ့တန်ဖိုးကပတ်စံရှိခြင်းမရှိခြင်းနဲ့မဆိုင်ဘူးလူရဲ့တန်ဖိုးရဲ့တက်ချင်းကြချင်းဘယ်မှာသွားရလဲဆိုတော့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကိုတိချင်းမတိချင်းနဲ့ပဲတက်တာကြတာဖြစ်သွားတာဆရာဒေးဗစ်လားဆိုရင်ဟိုးတော့ကကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်မတိတဲ့အခါမှာရတမားဖြစ်တယ်ဘိန်းစားဖြစ်ခဲ့တယ်အမေရဲ့ပစ္စည်းတွေကိုခိုးရောင်းရတဲ့အဆင့်ထိဖြစ်တယ်အဲရည်ရွယ်ချက်ကိုတိလာတဲ့အချိန်မှာနိုင်ငံတကာခေါ်ဖိတ်ခြင်းခံရတဲ့သူဖြစ်လာတယ်နိုင်ငံတကာကနေပြီးတော့မှခေါ်ဖိတ်ပြီးတော့မှဟလာအထူး VIP အနေနဲ့ခေါ်ဖိတ်ခြင်းခံလာတယ်ကျွန်တော်နဲ့တွေ့ချင်တဲ့သူကနိုင်ငံတကာမှာရှိတယ်အမေရိကသွားတော့ဆိုရင်ဒီတစ်ခေါက်သွားတော့ဆိုရင်အမေရိကမှာကျွန်တော်ပြောထားတဲ့လူတိုင်းနဲ့မတွေ့နိုင်ဘူးဒီနေ့ကတော့အချိန်မရှိလို့2ယောက်နဲ့ပဲတွေ့နိုင်မယ်3ယောက်နဲ့ပဲတွေ့နိုင်မယ်ကျွန်တော်ပြန်စဉ်းစားတယ်ကျွန်တော်လိုဘိန်းစားအယတမားဖြစ်ခဲ့တဲ့လူတယောက်ကိုဘာလို့လူတွေအရန်တွေးချင်နေတာလဲအခုချိန်မှာအရေးကြီးဆုံးကညီကိုမောင်မတို့တင်းရဲ့မွေးဖွားလာတဲ့ရည်ရွယ်ချက်ကိုတင်တိသွားရင်တင်ကအောင်မြင်တဲ့သူဖြစ်သွားအောင်